အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲကနေ company နှစ်ခုအကြောင်းပြောပြပေးမယ်နော်ပထမဦးဆုံးကတော့ fglife.com ဒါမှမဟုတ် FNG ဒါမှမဟုတ် Fidelity and Guarantee Life ဒုတိယ company ကတော့ National Life Group NLG လို့လည်းခေါ်တယ်နော်ဒီ company နှစ်ခုကလေနံပါတ်1ကျန်းမာရေးကောင်းတဲ့လူတွေပဲလက်ခံတာပုံများတယ်နံပါတ်2အသက်65အောက်ပဲလက်ခံတာပုံများတယ်အဓိကပြောချင်တာကနံပါတ်1ကို့မှာယောဂရှိထားတယ်ဒါမှမဟုတ်နံပါတ်2အသက်အရွယ်ကြီးလာပြီ65 66 69နဲ့စပြီးတော့ဟို88နှစ်အထိအဲ့လောက်အသက်အရွယ်ရှိပြီဆိုလို့ရှိရင်လေဒီ company ကိုရှောက်မနေတော့နဲ့ရှောက်ရင်လည်းလက်ခံမှာမဟုတ်ဘူးအချိန်လက်ကားကုန်တယ်နော်ဒီ company ထက်ကောင်းတဲ့အခြား company တွေရှိသေးတယ်အဓိကပြောချင်တာကနံပါတ်1ကို့မှာလည်းအသက်ကြီးပြီ65ကနေ88နှစ်အထိဒါမှမဟုတ်နံပါတ်2ကယောဂတစ်ခုခုရှိထားတယ်ဆိုရင်လေအစောနာကကျွန်တော်ပြထားတဲ့ company နှစ်ခုထက်အခြား company တွေအများကြီးရှိသေးတယ်နော်အခြား company တွေကဆိုရင်တွေးဖောက်စားလည်းမလိုဘူးဖုန်း interview လုပ်စားလည်းမလိုဘူးအိမ်တိုင်ယာရောက်ကျမ်းမာရေးစမ်းစစ်ကြည့်တာတော့ပေါင်ချိန်တိုင်းကြည့်တာတော့လုပ်စားမလိုဘူးနော်အခုရှောက်ရင်အခုအဖြေရဘယ်ပြည်နယ်ဘယ်မြို့မှာနေနေလူချင်းမီတို့ရှောက်ချင်တယ်ဆိုရင်ရှောက်လို့ရတယ်အရင်တော့အခြား company တွေနဲ့ရှောက်ထားပြီးတော့အငင်းပယ်ခံရသည်ဖြစ်စေเนาะဆက်လက်ရှောက်ချင်တယ်ဆိုရင်ရှောက်လို့လည်းရသေးတယ် Life Insurance အမှန်တကယ်ရှောက်ချင်တယ်ဆိုရင်ခုကျွန်တော်တင်ပေးတဲ့ဖုန်းနံပါတ်ထဲမှာစာရေးလာမဟုတ်ရင်ဖုန်းခေါ်လာပါပထမဆုံးအဆင့်အနေနဲ့ကျွန်တော်ဘာလုပ်ဖို့လုပ်လဲဆိုတော့လဆင်ကြီးအတူတကွရှာကြမယ်ဒီလောက်လဆင်ကြီးပေး Life Insurance ဘယ်လောက်ရမှာလဲဆိုတော့ဥဆုံးရှာကြမယ်ကျွန်တော်တို့ဆွေးနွေးသွားတဲ့လဆင်ကြီးအပေါ်မှာပြီးတော့ရက်တင်ရထိုက်တဲ့အတက်အမကန်အပေါ်မှာအဆင်ပြေတယ်တဘောတူတယ်လက်ခံတယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့အဆင့်နှစ်အနေနဲ့လိုအပ်တဲ့အချက်လက်လေးတွေဖုန်းနံပါတ်ထဲမှာဖြစ်စေ email ထဲမှာဖြစ်စေပြည့်စုံပို့လာပြလို့ရတယ်အရေးကြီးဆုံးအချက်လို့ပြောမှာလားတနေ့နေ့တစ်ချက်ချင်းမှာလူချင်းမျိုးတို့အခက်ခဲကြုံတဲ့တခုခုအကူအညီလိုအပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတော့ဆက်လက်ဝန်ဆောင်မှုအခမဲ့အကူအညီပေးနေပါတယ်အရင်နှစ်2025အခုချိန်4လပိုင်းလောက်မှာဆိုရင်လေကျွန်တော်တို့ Megla Insurance နေရှောက်ပေးတဲ့ရှောက်လွှာက23ရှောက်လွှာရှိတယ်အရင်နှစ်အလိုမျိုးပဲကျွန်တော်တို့လည်းအနည်းဆုံး20မိသားစု Life Insurance ရှောက်ပေးခြင်းတယ်လူချင်းမျိုးတို့ဘယ်ပြည်နယ်ဘယ်မြို့မှာနေနေအကူအညီမှန်တကယ်လိုအပ်တယ်ဆိုရင်ဒီဖုန်းနံပါတ်ထဲမှာစာရေးလာဒါမှမဟုတ်ဖုန်းခေါ်လာပါကျွန်တော် Megla Insurance နဲ့အခမဲ့ပဲကူညီပေးတယ်နော်အစောနာကျွန်တော်ပြောထားတဲ့အတိုင်းဒီနေ့တစ်ချိန်ကြာရင်ဝန်ဆောင်မှုအကူအညီလိုအပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အချိန်မရွေးပြန်ဖုန်းခေါ်ဆက်တွေ့လာလို့ရတယ်ကျွန်တော်ကလည်းအခမဲ့ပဲဆက်လက်ပြီးတော့ဝန်ဆောင်မှုတွေလုပ်ပေးနေတယ်ကူညီပေးနေပါတယ်အရင်နေ့2025တနှစ်တာလုံးတော့ကျွန်တော်တုံးတာကြည့်မယ်ဆိုလို့ရှိရင်လေ၄လပိုင်းကအတက်အမခံဝယ်တာအများဆုံးလဖြစ်တယ်ချမ်းသာကြွယ်ဝဖို့အတွက်ဘဝတည်ဆောက်တဲ့နေရာမှာ Life Insurance ကမရှိမဖြစ်လိုအပ်တဲ့ financial product တစ်ခုလို့သူများပြောကြတယ်နော်လူချင်းမင်းတို့လည်းကျွန်တော်တို့ Megla Insurance နဲ့ချမ်းသာကြွယ်ဝဖို့အတွက်တနိုင်တဲ့ဘက်ကနေကူညီပေးကြပါတယ်စာရေးလာဖုန်းခေါ်လာကျေးဇူးတင်တယ်